Hello အားလုံးပဲမင်္ဂလာပါကျွန်တော်အခု sharing လုပ်ပေးသွားခြင်းနဲ့စာအုပ်ကတော့ဗာလဲဆိုတော့လူရဝင်ချင်းမစုများတဲ့ဒီစာအုပ်ထဲကအကြောင်းအရာလေးတစ်ခုဖြစ်ပါတယ်ဗာလဲဆိုတော့ခေါင်းစဉ်လေးကဗာလဲဆိုတော့ထိုင်ရင်းနဲ့အောင်မြင်ဖို့တော့မဖြစ်နိုင်ဘူးတဲ့ဒီစာအုပ်ကိုဖတ်ဖို့ရတဲ့သူလည်းရှိမယ်ပြီးတော့မဖတ်ဖို့တဲ့သူလည်းရှိမှာပေါ့နော်ကျွန်တော်အရင်ကြိုက်တဲ့စာအုပ်လေးတစ်ခုဖြစ်တယ်ဒီစာအုပ်ကကျွန်တော်ကို motivation နဲ့အရင်ပြီးတော့များကျွန်တော်ကို motivation နဲ့ပေးတဲ့စာအုပ်တစ်ခုဖြစ်တယ်ဒီစာအုပ်ကကျွန်တော်အရင်ကြိုက်တဲ့စာအုပ်တစ်ခုဖြစ်တယ်ဒီအထက်ကမှဒီအခေါ်စဉ်လေးတစ်ခုကိုကျွန်တော်ဖတ်ပြသွားမယ်နော်ကဲဆက်လိုက်ရအောင်ခေါ်စဉ်လေးကဘာလဲဆိုတော့ထိုင်ရင်းနဲ့အောင်မြင်ဖို့တော့မဖြစ်နိုင်ဘူးတဲ့လူချင်တာတစ်ခုခုရဖို့အတွက်ဆွလွတ်မှုအမြဲတမ်းရှိရမယ်ဘဝမှာအလကားရတဲ့အရာဘာတစ်ခုမှမရှိဘူးအလူရင်မှာတွားစားရင်တောင်တွားစားဖို့အတွက်အချင်းနဲ့အင်အားစိုက်ထုတ်မှုတွေဆွလွတ်ပေးရတယ်အလကားရတာတောင်အလကားမရဘူးဆွလွတ်မှုတော့လုပ်ရတာပဲတန်ဖိုးရှိတာတွေကအလကားမရှိဘူးအလကားမရဘူးအလကားရတာတွေကတန်ဖိုးမရှိဘူးဒါကတဘာဝရဲ့ရုပ်ရှင်တဲ့နေရာမှာတစ်ခုပဲဒီနေရာမှာကိုလူတိုင်းသဘောကျကြပါမယ်အောင်မြင်မှုကြတော့အလကားလိုချင်ကြတယ်စာသင်ဖို့အတွက်အချိန်မပေးချင်ဘူးပညာကျတတ်ချင်တယ်ပတ်စံရှာဖို့အတွက်အင်အားမဆိုင်ထုတ်ချင်ဘူးချမ်းသာချင်တယ်အနေရမှာထူးချင်အောင်မကြိုးစားချင်ဘူးလူအထင်ကြီးတော့ခံချင်တယ်သူများထက်တာတဲ့ပင်နေရာတစ်ခုမှပြနိုင်အောင်မကြိုးစားဘူးထင်ပေါ်ကြောကြောင်းမှုတော့လိုချင်တယ်အောင်မြင်တဲ့လူတွေကိုအားကြတယ်သူတို့အမှုအကျင့်တော့တစ်ခုမှလိုက်မလို့ဘူးဘလို့ကြီးပွားတိုးတက်ချင်တာလဲအောင်မြင်ချင်တာလဲပညာတတ်ချင်တာလဲဆိုတော့ပြရဆိုင်ထိုင်ရင်ကြီးပွားတိုးတက်ချင်တာ Facebook မှာတွေ့ကြရကောင်မလေးတိုင်းလန့်ကြောင်နေရင်အောင်မြင်ကြောကြားချင်တာအရာကမထတန်းဖုံးပွင့်ရင်ပညာတတ်သွားချင်တာဘာမှမလစ်လာမလိုက်စားကျိုးစားအောင်မထုတ်ပဲအလိုပညာတတ်သွားတဲ့သူဆိုတာရှိလို့လားမလစ်ခြင်းပဲအချိန်မပေးပဲအင်္ဂလိပ်စာတတ်မြောက်သွားတဲ့သူတွေဆိုတာရှိလို့လားနေ့ရှိသူရဲ့လက်ဖက်ရဆိုင်ထိုင်ပြရဆိုင်ထိုင်အလီလွန့်ပြီးတော့ကြီးပွားသွားတဲ့သူဆိုတာမြင်ဖူးလို့လားအရာကမထတန်းဖုံးပွင့်ရင်အောင်မြင်ထူးချွန်သွားတဲ့သူဆိုတာကြားဖူးလို့လားအောင်မြင်ခဲ့တဲ့သူတွေဟာအချင်းတွေဆွလွတ်ခဲ့ရတယ်တက်တုံးတက်တာဖြစ်မှုတွေဆွလွတ်ခဲ့ရတယ်အပျော်အပါးတွေဆွလွတ်ခဲ့ရတယ်ပြရဆိုင်ထိုင်တဲ့အချင်းတွေဆွလွတ်ခဲ့ရတယ်လက်ဖက်ဆိုင်ထိုင်တဲ့အချင်းတွေဆွလွတ်ခဲ့ရတယ်အချင်းတွေဆွလွတ်ရတယ်သူတို့အောင်မြင်မှုကအလကားရလာခဲ့တာမဟုတ်ဘူးသူတို့ရရှိခဲ့တဲ့အဖို့တန်တဲ့အရာတွေကိုလူကမှအလကားပေးထားတာမဟုတ်ဘူးသူတို့ကိုယ်တိုင်ရအောင်လုပ်ယူခဲ့တာအောင်မြင်တယ်ဆိုတာကလွယ်ရင်လူတိုင်းအောင်မြင်နေမှာပေါ့ဆွလွတ်ရတာထင်တယ်လို့လွယ်ရင်လူတိုင်းလုပ်နေမှာပေါ့ဆွလွတ်ရတာခက်တယ်မကောင်းဘူးကိုယ့်အတွက်အဆင်မပြေဘူးဆိုတာသိပေမဲ့လည်းဆွလွတ်ဖို့ကခက်တယ်ဆေးလက်တောက်နေတဲ့သူကိုမေးကြည့်ဆေးလက်တောက်တာမကောင်းဘူးဆိုတာသိလားလို့လူတရားမှာတရားလောင်းသိတယ်ကောင်းစားနေတဲ့သူတွေလည်းဒီအတိုင်းပဲအရက်တောက်နေတဲ့သူတွေလည်းဒီအတိုင်းပဲဒီနေ့ဘာအလုံးမလုပ်ပဲ Facebook ပေါ်လက်ဖက်ဆိုင်ဘီယာဆိုင်ထိုင်ရင်ဟေလာဝါလာလုပ်နေတဲ့သူတွေလည်းအတူတူပဲဘာလို့သူတို့ကျမ်းမာရေးအတွက်ကောင်းဖို့ကိုဒီမကောင်းတဲ့အရာတွေကိုမဆွလွတ်နိုင်တာလဲဘာလို့သူတို့အတွက်အကျိုးတဆုံးတရားမရှိတဲ့အကျိုးမဲ့လို့ရတွေမရတတ်နိုင်တာလဲဆွလွတ်ရတာခက်လို့ပေါ့အောင်မြင်ဖို့တိုးတက်ကြီးပွားဖို့အချင်းတွေတက်တုံးတက်တာဖြစ်မှုတွေအပျော်ပါးတွေဆွလွတ်ရမယ်ဆိုတာလူတိုင်းသိတယ်မလို့နိုင်လို့သာတရားမှာတရားတော့ပဲအောင်မြင်နေတာပေါ့ကိုက69ရက်ထဲမှာပါတယ်ထင်လားတယောက်ထဲမှာပါတယ်ထင်လားအောင်မြင်ခြင်းဆွလွတ်မဆွလွတ်နိုင်ရင်အောင်မြင်ဖို့အတွက်စက်မကူနဲ့ပေါ့ပေအမအလကားမရဘူးအလကားရတဲ့အရာတွေကတန်ဖိုးမရှိဘူးအထူးသဖြင့်အောင်မြင်မှုကဘလို့တော့အလကားမရဘူးထိုင်ရင်အောင်မြင်ဖို့တော့ဘယ်လိုမှမဖြစ်နိုင်ဘူး